ကောင်းဒီညနေမှာ2 break နဲ့တကွက်ကောင်းထုတ်ထားတယ်ခံမှန်းကြည့်ပါ2 break တကွက်ကောင်းမှာဒီညနေမှာကျွန်တော်အကြိုက်ဆုံး break ပေါ့ဗျာ2 break နော်2 break ဒီတကွက်ကောင်းအဲ့တော့ကိုကြိုက်တာကိုမှတ်ပါတကွက်တည်းပဲမှတ်ပါကဲတော့နော်ဒါနော်တကွက်ကောင်းဒီ2 break ပါနော်ဒါတစ်ချက်ပြန်ခေါ်ပြီးမှ9နှစ်တလုံးကြပါ9နဲ့ပတ်သက်ရင်ကျွန်တော်တို့ဒါ9နှစ်5 4 5 6 5 9အဲ့တော့အကြိုက်ဆုံးနှစ်ကွက်ဒီလုံး52 59ပါနော်2နဲ့ပတ်သက်ရင်ကျွန်တော်တို့2 1 2 4 2 6 2 9နော်2 1 2 4 2 6 2 9အကြိုက်ဆုံးနှစ်ကွက်ဒီ26 29နော်ပြီးရင်ကျွန်တော်တို့ဒါအပြင်မိန်းကခွန်1ခွန်3ခွန်6တခွက်ကောင်းကတော့ကျွန်တော်တို့ဒါမနက်ကအတိုင်းချက်ပြီးတော့ပေါက်မယ်ဆိုရင်တော့ဒီညနေ2 break ပါနော်ဆက်ပြီးတော့နော်အောက်ဘက်ခံနေတယ်ဆိုရင်ဒီညနေ2 break ပါကဲလမ်းမလေးလက်ညှိုးလေးနဲ့ဖုံးမမောက်ကို2ချက်3ချက်တောက်ပေးကြပါအိမ်မများပါနဲ့တချို့ကအမှန်ထင်နေမှာမဟုတ်ဘူးကိုယ်ကဖုန်းနံပါတ်မှားသွားလို့ပင်ထောက်ပေးတာဖုန်းနံပါတ်မှားသွားကျွန်တော်လောရင်အဲ့လိုမျိုးနော်လောရင်နည်းနည်းလေးရေးတာဖုန်းနံပါတ်လေးရေးမှားတတ်တယ်ပေါ့နော်အဲ့တော့တစ်ချက်လောက်ပြန်စစ်ပေး